2021 ခုနှစ်ယုံစက်တင်ဘာလ26ရက်နေ့ညနေ6နာရီတွင်တရုတ်နိုင်ငံဟောကွမ်ရှီပြည်နယ်ရှိဂျူဒန်တီယန်ကန်လိုင်ဂူရေအောက်တွင်ရေငုပ်သမား2ဦးပျောက်ဆုံးခဲ့သည့်အခါဤဖြစ်ရပ်သည်ကမ္ဘာရေငုပ်လောကကိုတုန်လှုပ်စေခဲ့ပြီးကယ်ဆယ်ရေးလုပ်ငန်းများမှာလည်းအလွန်ခက်ခဲခဲ့သည့်အခါမာကော့စ်သည်၎င်း၏တပည့်ဖြစ်သူအာနာနှင့်အတူရေငုပ်ခြင်းကိုဝါသနာပါသူတဦးဖြစ်ပြီးအာနာတီလည်းမာကော့စ်အတွက်အမြဲတမ်းအကူအညီပေးသောရေငုပ်ဖော်တဦးဖြစ်သည်ဟုဖြစ်သည်ခစက်တင်ဘာ26ရက်ညနေ6နာရီတွင်မာကော့စ်၏တပည့်3ဦးဖြစ်သောအာနာကာလော့စ်နှင့်အီဗန်တို့သည်ညဘက်ရေငုပ်ရန်ရောက်ရှိလာကြသည့်ကအစီအစဉ်အရအာနာနှင့်ကာလော့စ်တို့သည်မီတာ120အနက်အထိငုပ်လျိုးမီဖြစ်ပြီးအီဗန်ကမူမီတာ60အနက်တွင်၎င်းတို့ကိုစောင့်ဆိုင်ကအတူတကွပြန်တက်လာရန်ဖြစ်သည်ခအာနာနှင့်ကာလော့စ်ရေထဲဆင်းပြီး15မိနစ်အကြာတွင်အီဗန်သည်မီတာ60အနက်သို့ဆင်းသွားခဲ့သည်ခသို့သောတတ်မှတ်ချိန်ထက်ကျော်လွန်သည့်အထိအာနာနှင့်ကာလော့စ်တို့ပြန်ပေါ်မလာခဲ့ပေဟာအီဗန်သည်၎င်း၏အောက်ဆီဂျင်ကုန်ခါနီးအထိစောင့်ဆိုင်ခဲ့တော်လဲမိသည့်အရေးရှောင်များမတွေ့ရပေဟာနောက်ဆုံးတွင်အီဗန်သည်အပေါ်သို့ပြန်တက်လာပြီးည10နာရီခွဲတွင်ရဲစခန်းသို့အကြောင်းကြားခဲ့သည်ကအရန်ထားရှိသောအောက်ဆီဂျင်ဘူးများလည်းအသုံးမပြုရသေးသည်ကိုတွေ့ရသောကြောင့်အခြေအနေမှာအလွန်ဆိုးရွားနေပြီဖြစ်ကြောင်းသိရှိခဲ့ရသည်ကအီဗန်ကမာကော့စ်ထံဖုန်းဆက်အကူအညီတောင်းခဲ့သည်ကမာကော့စ်သည်တောင်တရုတ်ပင်လယ်မှချက်ချင်းပြန်လာခဲ့ပြီးအခြားကျွမ်းကျင်ရေငုပ်သမားတစ်ဆက်ဦးကျော်နှင့်အတူကယ်ဆယ်ရေးလုပ်ငန်းကိုဦးဆောင်ခဲ့သည်ကဂျူဒွန်တီယန်ကန်လိုင်ဂူ၏ခက်ခဲပုံကိုနော်ဝေနိုင်ငံမှဖလူရာလိုင်ဂူမတော်တဆမှုနှင့်နှိုင်းယှဉ်ပြထားသည်ကဖလူရာတွင်လူသေဆုံးသည့်နေရာကိုအတိအကျသိရှိရတော့လဲဂျူဒွန်တီယန်ကန်တွင်မူအာနာတို့မိသည့်နေရာတွင်ရှိနေသည်ကိုမသိရှိရခြင်းကအဓိကစိန်ခေါ်မှုဖြစ်နေသည်ကစက်တင်ဘာ28ရက်မနက်9နာရီခွဲတွင်ရှာဖွေရေးလုပ်ငန်းစတင်ခဲ့သည်ကမာကော့စ်နှင့်ဆယ်ဂျီယိုတို့သည်မြောက်ဘက်လိုင်ဂူတစ်လျှောက်မီတာ164အနက်ထိဆင်း၍ရှာဖွေခဲ့တော်လဲမိသည့်အရာများမတွေ့ရှိခဲ့ပေကညနေပိုင်းတွင်တောင်ဘက်လိုင်ဂူဘက်သို့ပြောင်းလဲရှာဖွေခဲ့ကြသည်ကအာနာတို့2ဦးလမ်းမပြီးတောင်ဘက်လိုင်ဂူထဲသို့ရောက်ရှိသွားနိုင်သည်ဟုယူဆခဲ့ကြသည်ကသို့သောမီတာ60အနက်ထိရှာဖွေခဲ့ရာတွင်လည်းမိသည့်အရာများမတွေ့ရှိခဲ့ဘဲစက်တင်ဘာ29ရက်နေ့အထိရှာဖွေမိများဆက်လက်လှုပ်ဆောင်နေဆဲဖြစ်ကြောင်းဖော်ပြရင်းဗီဒီယိုပြီးဆုံးသွားသည်က